ကဘာကြီးကကက်ဘေးကက်ဆိုတွေနဲ့ရေစားရတဲ့အချိန်ပြည့်စည်ခြင်းရဲ့ပြင်ပေါ်ထွန်းလာတယ်လို့ဆိုကြတယ်။သူဟာအရာရာတိုင်းကိုမိရှုပြည့်စည်ဖြစ်ပြီးအကုန်လုံးကိုအစားကနေပြန်စားမယ်လို့လည်းယုံကြည်ကြတယ်။ဒီတစ်ခါတော့ဒီဆက်လာဟာဘလို့ဆက်တော်မလဲပြည့်စည်ခြင်းရဲ့ပြင်ထေကူတို့ရဲ့သူ့ရဲ့နောက်လိုက်အာတူရဲ့စွန့်စားမှုကိုအတူတူကြည့်လိုက်ရအောင်။အစမှာတော့မောင်ထုတိမ်မုန်းနေတဲ့အမောင်မိုင်းတိုက်ကြီးထဲမှာမော်တော်ကောင်းဆောင်တဲ့ထွက် EFN တွေဟာသူတို့ရဲ့လူမျိုးတွေရှင်တန်ဖို့အတွက်နောက်ဆုံးမျှော်လင့်ချက်နဲ့ခီးနေကြတဲ့သူတို့ဟာညှဉ်းပန်းနှိပ်စက်မှုတွေကနေလွတ်မြောက်ဖို့အတီးမြေပေါ်ကိုရောက်လာခဲ့ကြတဲ့ဒါပေမဲ့ဒီနေရာကလည်းသူတို့အတွက်နောက်ဆုံးခီးဖြစ်တော်မှာဆိုတော့မသိချဘူးမော်တော်ကအတွက် EFN အကြီးကငါတို့လူမျိုးကြီးအနာဂတ်ဟာတဲ့ငါတို့လက်ထဲမှာပဲရှိတယ်တွားကြရအောင်ပြောပြီးထွက်ခဲ့ကြတဲ့ဒီလိုနဲ့သူတို့ဟာဖြစ်စီချင်းရဲ့ဖြစ်တေကူတိုရဲ့နေရာကိုရောက်ရှိသွားကြတဲ့ပြင်ကသူတို့ကိုအစားအစာထောက်ပံ့ပေးဖို့ခဲ့တယ်ဒါပေမဲ့မော်တော်ကတော့စိုးရင်နေတာဘာလို့ဆိုမကောင်းဆိုးဝါးတွေကကျေးဇူးပြုရင်အပြန်အလှန်သူခုတောင်းဆိုတတ်ကြတယ်လေမော်တော်ကအတွေ့အထဲမှာသူကဘလို့အဖိုးချောင်းတောင်းမလဲမသိဘူးဒါပေမဲ့ငါတို့တက်ရှင်ဖို့ဆိုသူ့ကိုအကူရမယ်ဒီလိုနဲ့အာတူကသူတို့နဲ့ဆက်ဆံရေးကိစ္စကိုကြံတယ်ဖို့ရှေ့ဆက်လာတယ်အာတူကတေကူတိုရဲ့ပြင်ဆန်တဲ့အဆင့်တန်းကိုထိမ့်သိမ့်ပြီးထွက် EFN တွေကိုခက်ကြကြဆက်ဆံတယ်အာတူထွက် EFN တွေကိုပြောတယ်ကျေးဇူးပြုပြီးမြန်မြန်ဆက်ဆက်ပြောပါငါတို့ပြင်မြမြကိုမျက်နှာမခဲ့ပါစေနဲ့မော်တော်ကတော့ကျွန်တော်တို့လူမျိုးတွေကိုအစားအစာပေးခဲ့တဲ့အချိန်ချင်းကျေးဇူးတင်ပါတယ်ကျေးဇူးပြုပြီးပြင်ကြီးရဲ့ရှင်းတန့်ရှင်းတဲ့နာမည်ကိုတိတ်ခွင့်ပြုပါလို့ပြောလိုက်တယ်အာတူကခက်စီချင်းကိုအောက်ဆိုတော့ကတ်ဆိုကြီးပြီးထဲကူတော့မြင့်မြတ်ကြီးပါမင်းကြီးတို့မဟုတ်တဲကူတူလို့ခေါ်ဆိုရမယ်ငါနာမည်ကတော့အာတူငါနဲ့ဘီရင်မမြတ်ကိုတန်းတူပြီးမဆက်ဆံရမခေါ်ရဘူးလို့ပြောလိုက်တယ်ဒီလိုနဲ့ဆက်တော်ရေးဟာတိတ်ပြီးချောမောတယ်လို့မထင်ရပါဘူးမွန်တော်ကတော့သူတို့ကိုပြန်ပေးရမယ်ဆိုတော့တခွန်းမိကွန်းထုံးမိလိုက်တယ်အာတူကတော့သူတို့မှဘီရင်ကိုကျင်းနှံ့စေမှလက်ဆောင်မရှိဘူးလို့ပြောဆိုပြလိုက်တယ်ဒီချိန်မှာတဲကူတူကအာတူကိုခေါ်ယူပြီးအတိုင်းပေးလိုက်တဲကူတူကအာတူသူတို့နဲ့ပြန်လန့်အကျိုးရှိရှိဆက်ဆံကြည့်ရအောင်တစ်ဖက်တက်ပေးတာတဲ့သူတို့နားလဲတဲ့ပုံစံနဲ့လက်ဆောင်တစ်ခုပေးတောင်းမှဒါဆိုရင်သူတို့လည်းစိတ်ချရင်စိတ်ချမှာပေါ့အာတူကပြင်းရဲ့စန္ဒာကိုတက် EFM လေးစီပြောပြလိုက်တဲ့မော်တော်ကောတို့လည်းသဘောတူညီချက်ရပြီးဒီတစ်တော်ကနေထွက်ခါဖို့ပြင်ဆင်နေကြတယ်ဒါပေမဲ့တဲခွတ်တော်မှာတခြားအတွေ့တစ်ခုရှိနေတယ်သူတို့ကအပြင်ဘက်ကိုလွတ်လိုက်ရင်ဒီတိုင်းတည်ဆုံတော့ကြမှာကိုစိုးရင်နေတယ်ဒီတော့တဲခွတ်တော်ကရဲရဲကြီးဆုံးပြလိုက်တယ်တဲခွတ်တော်ဟေးမင်းတို့ငါရဲ့နိုင်ငံတွေဖြစ်လာကြရမယ်။တွဲ EFN တွေမှာရေးရစရာမရှိတယ်လို့ဒါမှမဟုတ်ရွေးချယ်ရတဲ့အခွင့်အရေးတစ်ခုအနေနဲ့တဲကိုတို့ရဲ့နိုင်ငံသားဖြစ်လာဖို့တော့သဘောတူညီလိုက်ကြတယ်။ဒီလိုနဲ့မန်နိုကူယာဆိုတဲ့နိုင်ငံကြီးစတင်ပေါ်ပေါက်လာတယ်။ဒါပေမဲ့သူတို့ကိုတိတိပေးထားသလိုပဲတဲကိုတို့ရဲ့နိုင်ငံသားဖြစ်လာတဲ့အခါသူတို့ရဲ့တဘာဝဟာမကောင်းဆိုးဝါးဆန်တဲ့ဘက်ကိုပြောင်းလဲသွားတယ်။သူတို့ရဲ့အတိတ်ကညှဉ်းပန်းခံရမှုတွေမုန်းတီးခံရမှုတွေဟာသူတို့ရဲ့စိတ်ထဲမှာအမျက်တော်တာအဖြစ်ပြောက်ပေါက်ကြသွားတယ်။တွဲ EFN တို့ကငါတို့ကိုညှဉ်းပန်းခဲ့သူတွေငါတို့ကိုနာကျင်အောင်လုပ်ခဲ့သူတွေသူတို့အားလုံးကိုမုန်းတယ်လို့ပြောပါတယ်။ဒါပေမဲ့ဒီအမျက်တော်တာကြီးထောင်မှုနဲ့အတူကာကွယ်ခံရခြင်းရဲ့ပျော်ရွှင်မှုကိုလည်းသူတို့ပထမဆုံးချင်းခံစားရတယ်။သူတို့ဟာတဲကတော်ကိုတိစ္ဆာခံစေပြီးသူရဲ့နိုင်ငံသားကောင်းတွေဖြစ်လာကြတယ်။မန်နိုကူရဲ့နိုင်ငံတည်ထောင်ပြီးရဲ့တပတ်နိုင်ငံကြာသွားပါပြီ။တဲကတော်ကမော်တော်ကားစီကနေရထားတဲ့ကပ္ပမြေပုံကိုကြည့်နေတယ်။သူမျက်လုံးတွေဟာစိုးရိမ်ပူပန်မှုနဲ့ပြည့်နေတယ်။တဲကတော်ကအာတူဒါကြည့်ပါဦးဒီမောင်မိုက်တိုက်ကြီးမှာနိုင်ငံကြီးနှစ်ခုရှိတယ်။နောက်ဘက်မှာရှိတဲ့ကွန်ရီးယားပြည်နိုင်ငံသူတို့ကအားရောဆိုတဲ့ဘုရားကိုကူးဝဲကြတယ်။လူသားတွေရဲ့နိုင်ငံသူတို့ကကောင်းမှုကုသိုလ်တွေကိုတတ်ဝင်ရောက်ကြကြလူတွေအရှိဘက်မှာရှိတဲ့အာဘာနတ်ဆိုတဲ့နိုင်ငံတဘာဝတရားကိုကူးဝဲကြတဲ့ EFN တွေရဲ့နိုင်ငံသူတို့လည်းကောင်းမှုကုသိုလ်ကိုတတ်ဝင်ရောက်ကြကြတယ်။ငါတို့လည်းမကောင်းဆိုးဝါးနိုင်ငံကိုသူတို့သိရင်ဘာဖြစ်နိုင်မလဲအာတူကအလွယ်တကူပြောရရင်ဒေလာအောင်မင်္ဂလာရှိပါစေဆိုတဲ့အဆင့်ပါဗျာလက်ရှိမန်နိုကူရဲ့နိုင်ငံမှာဒီနိုင်ငံကြီးတစ်ခုနဲ့ရက်ပေါင်းရေမောင်တန်းနိုင်တိုက်ခိုက်နိုင်တဲ့စစ်အင်အားမရှိပါဘူးဒီတိုက်ကြီးမှာတပါးဖရင်းမြစ်လည်းတိတ်မရှိဘူးဒါပေမဲ့မျောလင်းချက်လုံးဝမရှိဘူးလို့ပြောနိုင်နေဘူးတွဲ EFN တွေဆိုတာရှိတဲ့အတွက်လည်းနေပညာသားဆိုင်ရာအားနည်းချက်တွေကိုဖြည့်ဆည်းနိုင်ဒီလိုနဲ့တဲ့ကတော့ကမော်တော်ကောနဲ့သူ့လူတွေကိုနိုင်ငံတည်ထောင်ရေးတက်တာဝန်ခွဲဝေသေးတယ်မော်တော်ကစီမံခန့်ခွဲမှုဖြစ်လာပြီးသူ့တမီကီယာကတော့စစ်တပ်ကောင်းဆောင်ဖြစ်လာတယ်
ဒါပေမဲ့ကီယာရဲ့စကလုံးတွေကအတော့လေးရက်ဆက်တဲ့ကီယာကဘီမင်းမြတ်ရဲ့မျက်လုံးရှိပြီးရှိမှဆိုဘယ်ရန်သူဆိုအများဆုံးတက်ပြစ်ပြီးလောင်းတွေကတိုင်းတစ်ပြေးညိချိတ်ဆွဲပြစ်မှာပေါ့တဲကတော့ကစိတ်တွေကနေအဲ့ဒီစကားကပါလဲကြောက်စရာကောင်းလိုက်တာစိတ်ပွဲဆိုတော်ဆိုးတယ်လေလို့ပြောနေတယ်အာဒုကဘီမင်းမြတ်ကငိမ့်ချမ်းရေးကိုနေတတ်တယ်ဒါကုံမှတ်ထားပါလို့ပြောလိုက်တယ်နောက်ထပ်အံ့ဩစရာကောင်းတဲ့ချက်ကဖြည့်စီချင်းရဲ့ပြီးရင်ဖြစ်ပေမဲ့တဲကတော့ကတစ်တော်ကုံဖြည့်စီပဲတဘာဝနဲ့တဟာဇာတာဖြစ်တဲ့နီလန်းနဲ့နေထိုင်မှုဆုံးဖြတ်တာတဲ့သူကတက် EFN တွေကိုစားတဲ့ခေါက်ပြိုးပင်စားစနစ်ကိုအသုံးပြုဖို့ညွှန်ကြားတယ်ဒါပေမဲ့တက် EFN တွေကဒီစကလုံးကိုနားမလည်ကြဘူးမော်တော်ကောက်ကတစ်ပင်ခုတ်ခေါ်လိုက်ပြီးပြန်ကြည့်တော့ဖို့နှစ်ပေါင်းရချီတဲ့ချိန်မှာရေးရှိတဲ့တဲ့စားတဲ့ခေါက်ဆိုတာဘာလို့ဆိုလာတဲ့ဒီချိန်မှာတဲဘတော်ရဲ့ညံပညာကအာသူကထုတ်ဖော်ပြောဆိုလိုက်တဲ့အာသူကစားတဲ့ခေါက်ဆိုတာမော်အင်အားကိုတုံးပြီးတစ်ပင်တွေကိုမြန်မြန်ဆန်ဆန်ကြည့်တော့အောင်လုပ်တဲ့နည်းပညာပါဒါဟာပြင်မင်းမြတ်တဲဘတော်ရဲ့ဖန်တီးခဲ့တဲ့ပညာတစ်ခုပါဒီချိန်မှာတဲဘတော်ရဲ့စိတ်ထဲမှာရွေးဝါးကြီးတစ်ခုလင်းလာတော့တယ်အရင်ကသူတက် EFN တွေကိုပေးခဲ့တဲ့စားစရာတွေကဒီကောင်မှမရှိခဲ့တဲ့အရာရာတွေဖြစ်နေတယ်သူ့မှာရှိတဲ့အရေးပေါ်ထုတ်လုပ်မှုစွမ်းရည်ဟာဂိမ်းတွေကပစ္စည်းတွေမကဘူးဒီလောကထဲမှာမရှိတဲ့အရာတွေကိုဖန်တီးနိုင်တယ်ဆိုတာကိုသူနားလည်သွားတယ်ထဲကိုတော့ကစိတ်တွေကနေဒီအစွမ်းတက်တွေဟာအမှန်ကန်မယ်ဒါဟာမိကြောက်တတ်သူရေနံပေါင်းစုဖန်တီးနိုင်တဲ့စွမ်းရှိတယ်တကယ်တော့ဒီကွာကြီးမှာငါတို့ရှင်းတန်းနိုင်ဖို့အတွက်တော့ချာငါစီမှာပဲရှိနေတယ်ဒီလိုနဲ့ထဲကိုတော့ရဲ့စွမ်းအားအတေးတစ်ခုစတင်လာပြီသူ့ရဲ့နိုင်ငံသားတဲ့သူ့ရဲ့ဉာဏ်ပညာတဲ့တွေနဲ့သူမနောကူရနိုင်ငံဒီမောင်တိုက်ကြီးတွေမှာကြီးထွားလာနေပြီဒါပေမဲ့အပြင်ဘက်ကကွာကြီးလက်အိမ်မက်ဆိုးတွေမှတ်နေစဲပါဒီလိုနဲ့ဖြစ်စီချင်းရဲ့ပြင်ရဲ့ဆက်လာအခုမှစပဲသူကငင်းချမ်းရေးကိုလူလာတဲ့ဖြစ်စီတူလားဒါမှမဟုတ်ဒီပွားကြီးကိုပြန်လဲပြင်ဆင်မှုစူးစမ်းနေတဲ့ကဲတဲ့ရှင်ဦးလားမနောကူရနိုင်ငံရဲ့အနာဂတ်ဟာဘယ်လိုဆက်သွားမလဲဆိုတော့နောက်ပိုင်းမှာတူတူကြည့်လိုက်ရအောင်